လက်ဆက်တဲ့အစင်းရောက်ရင်းနှီးရက်တွေဟာကျမ်းမာရေးအတွက်အကောင်းဆုံးသက်ရှည်စေးလို့တင်ယုံကြည်နေပါလားတကယ်တော့တင်စားနေတဲ့ဒီဟင်းပွဲတွေဟာတင်းအစင်းမြစ်တွေကိုနေ့စဉ်ရက်ဆက်ဖြတ်စည်းနေတဲ့တိပစိတ်ရန်သူတွေလို့ကျွန်တော်ပြောရင်ခမည်းယုံနိုင်မလားချင်းမရွှေအနေနဲ့ဒီမြင်ကွင်းလေးကိုစိတ်ကူးရင်ပြီးကြည့်လိုက်ပါဒါရလာပါတဲ့မနက်ခင်းတစ်ခုမှာတင်လို့ထလာပြီးတော့နေ့တိကိုတိုးဆိုဖို့ကရင်ပေါ်ကနေခြေလန်းဆလန်းလိုက်တဲ့အချိန်မှာပဲပင့်ချေမကနေဥကောင်းအထိတက်သွားစီမဲ့ရှူးရှပြင်းထန်တဲ့နာကျင်မှုမျိုးကိုရုတ်တရက်ခံစားလိုက်ရပါတယ်တင်ဟာနာကျင်တို့အော်ဟစ်ပြီးလဲကျသွားတဲ့အထိပါပဲအဲ့ဒီအချိန်မှာထိလိုက်တဲ့ကြားနဲ့ကိုတီလိုဘေးခွန်းထုံးမိပါလိမ့်မယ်ငါအမဲသားလက်ရှောင်းနဲ့ပင်လယ်စားလည်းမစားတော့ဘူးကျမ်းမာရေးတဲ့ညီတို့တဲ့အတီးအရွက်တွေပဲအများကြီးစားနေတာတောင်မှဘာလို့ယူရစ်အက်ဆစ်တွေအမြင့်ဆုံးအထိတက်နေကြတာလဲဘာလို့ကောက်ယောဂါတွေပြန်ဖြစ်ရတာလဲဆိုပြီးတော့စဉ်းစားမရဖြစ်နေမှာပါဟုတ်ပါတယ်ဗျတဘာဝကရတဲ့ဟင်းဒီဟင်းရတချို့ပါဘျူရင်းသက်တွေကြောက်စရာကောင်းအောင်ပါဝင်နေတတ်လို့ပါတချို့ဆိုရင်တရိတ်ဆန်ကလေးစားတွေနဲ့ညီများလောက်တဲ့အထိပါဝင်ပါတယ်အကယ်၍တင်ကတရားချက်တွေကိုမသိပဲအတိအကျစားတာဘယ်လိုပဲဖြစ်ဖြစ်ကောင်းတာပဲဆိုတဲ့အတွေ့နဲ့ဆက်စားနေမယ်ဆိုရင်တော့ဒါဟာတောက်လောင်နေတဲ့မီးပုံတဲ့ကိုစီလောင်းထည့်လိုက်တဲ့လိုမျိုးတဲ့အစစ်တွေရဲ့ရောင်ရမ်းမှုကိုပြည့်တဲ့စိတ်ပိုဆိုးစေမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမ်းမာရေးလူမှုဘဝအရေးအတွေ့နဲ့နေ့စဉ်ပျော်ရွှင်မှုရှိုးဝှက်ချက်တွေကိုမျှဝေပေးနေတဲ့ကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခေါင်းယောဂါတွေရဲ့အတွက်တိတ်တဆိတ်လူသက်သမားလို့တောင်ပေါ်ရမယ်ဟင်းဒီဟင်းရွက်၅မျိုးရဲ့မျက်နှာဖုံးကိုခွာချပြအပ်မှာဖြစ်ပါတယ်ဒါတွေဟာကဘာတဝန်းကလူတန်းပေါင်းများစွာအပြစ်ကင်းတယ်လို့ထင်မှတ်မှနေကြတဲ့အစားအစာတွေပါဒါပေမဲ့ခဏဆောင်ပါဦးအားစားရမှမတိတော့တဲ့အထိစိုးရိမ်မသွားလိုက်ပါနဲ့ကျွန်တော်ကဒီအန်ဒီရရှိတဲ့ဟင်းရွက်တွေကိုပြောပြပြီးတာနဲ့ယူတဲ့အက်ဆစ်ကိုအမြန်ဆုံးဖယ်ရှားပေးနိုင်မဲ့စူပါအစားအစာတွေကိုပါဖော်ပြပေးရမှာပါဒါကြောင့်တက်တောင့်တက်တာထိုင်ပြီးတော့တေချာအာယုံစိုက်နှားထောင်ပေးပါပြီးတော့ဒီဗီဒီယိုလေးကိုလည်းအခုပဲ like ပေးထားဖို့မမေ့ပါနဲ့ဒါမှဒါလည်း YouTube ရဲ့စနစ်ကနေတစ်ဆင့်လူအများစုရဲ့အသက်ကိုကယ်တင်ပေးနိုင်မဲ့ဒီအသိပညာတွေကိုလူတွေစီပုံမရောက်ရှိအောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ကောက်ယောဂါကဘာကြောင့်ဖြစ်ရတာလဲကောက်ယောဂါရဲ့ရန်တရားကရိုးရှင်းပေမဲ့အကျိုးဆက်ကတော့ကြောက်စရာကောင်းပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကဘျူရင်းပါတဲ့အစားအစာတွေကိုခြေဖြတ်တဲ့အခါမှာယူရစ်အက်ဆစ်ထွက်လာပါတယ်ပုံမှန်ဆိုရင်ကြောက်ကကနေဆွန့်ထုတ်ပေးပေမဲ့ဘျူရင်းတွေများလွန်းလာတဲ့အခါမှာယူရစ်အက်ဆစ်တွေတွေးထဲမှာစုပေါ်လာပါတယ်အဲ့ဒီပုံစံခဲတွေဟာယူရစ်စားတွေဖြစ်ပြီးတော့သူတို့ရဲ့ပုံစံကဖန်ကွဲစတဲ့လိုမျိုးအရန်ကိုချွန်ထက်ပါတယ်တမန်မျက်စိနဲ့မမြင်ရတဲ့ဖန်ကွဲစပြည့်တွေဟာတင်းရဲ့အယုအစစ်တွေထဲကိုအထူးသဖြင့်ခြေမဒူးစစ်ခြေချင်းဝတ်တွေထဲကိုထိုးဆိုင်ဝင်သွားပါတော့တယ်အဲ့ဒီအခါမှာအလွန်မဲရောင်ရမ်းနာကျင်လာတာကိုကျွန်တော်တို့ကကောက်ယောဂအပြင်းအထန်ထဖောက်ခြင်းလို့ခေါ်ပါတယ်။သူအများစုမိုင်းရင်းတဲ့အကြီးမားဆုံးအမားကဘာလဲဆိုရင်တရိတ်ဆန်ကရတဲ့ပရိုတင်းအတားတက်နဲ့အယ်ကိုဟောပါတဲ့အရည်တွေကိုပဲသတိထားပြီးတော့ဟင်းဒီဟင်းရွက်ပုံစံနဲ့လာတဲ့အချိန်ကိုက်ပုံးတွေကိုတော့ပြည့်လူရှုမိတတ်ကြတာပါပဲ။ခေါက်ယောဂါကိုပူဆိုးရွားစေတဲ့အန်ဒီရရှိတဲ့ဟင်းဒီဟင်းရွက်၅မျိုးကပါပြီလေ။ပထမဆုံးကတော့အတုံးနဲ့အကျော်တွေမှာပါလျက်ရှိတဲ့ဘဲပင်ပေါက်ပါ။ဘဲပင်ပေါက်ဆိုတာအပင်တပင်ရဲ့ကြီးထွားနှုန်းအမြန်ဆုံးအခြေဖြစ်ပါတယ်။ဆဲတွေဟာရှင်ဟုံနဲ့ပွားများနေတာမို့လို့မျိုးရိုးဗီဇဆိုင်ရာကုန်ကျန်းတွေအများကြီးလိုအပ်ပါတယ်။အဲ့ဒီကုန်ကျန်းတွေမှာဘျူရင်းဓာတ်တွေအလွန်အမင်းပြည့်နှက်နေပါတယ်။သူရိဒနာတွေရာပဲပင်ပေါက်မှာပါတဲ့ဘျူရင်းဟာအပင်ကြီးထက်အဆများစွာပိုများပါတယ်။အထူးသဖြင့်အစိမ်းစားတာဒါမှမဟုတ်မကြက်တကြက်စားတာကဘျူရင်းကိုအပြည့်အဝရရှိစေပါတယ်။ဒါကြောင့်ယူရစ်အက်ဆစ်တက်နေရင်ပဲပင်ပေါက်ကိုဒီနေ့ကနေစပြီးနှုတ်ဆက်လိုက်ပါ။ပဲပင်ပေါက်ကနေဆက်သွားလိုက်ရင်ဒုတိယမြောက်ဟင်းဒီဟင်းရွက်ကတော့နာမည်လေးကဆန်းဆန်းစားတော့ဆိုင်ကြီးတွေမှာအမြဲပါလေရှိပြီးဟင်းဒီဟင်းရွက်တွေရဲ့ပရင်တို့တင်စားခါရတဲ့ပညွတ်ဖြစ်ပါတယ်။ပညွတ်ကိုတစ်ကမ္ဘာလုံးကအာဟာရပညာရှင်တွေကအမြင်သက် folate နဲ့ဗီတာမင်တွေကျွဲဝလို့နှလုံးအတွက်ကောင်းတယ်လို့ချီးကျူးကြပါတယ်။ဒါပေမဲ့ကောင်းယောဂရှင်တွေအတွက်ကတော့ကညွတ်ဟာအချိုတက်ထားတဲ့တစ္ဆာဖောက်ပါပဲ။ကညွတ်မှာ100 g မှာဖြူရင်းသက်150 mg အထိပါဝင်နိုင်ပါတယ်။ဒါဟာအတားတချို့နဲ့တောင်တူနေတဲ့ပမာဏပါ။ကညွတ်ရဲ့ဖြစ်စီမှုရန်တရားကခန္ဓာကိုယ်ထဲမှာယူရစ်အက်ဆစ်ထုတ်လုပ်မှုကိုပိုမြန်အောင်လှုံ့ဆော်ပေးပါတယ်။ရှင်းမရွှေတဲ့မြေအောင်ကြည့်ပါ။တင်ဟာကညွတ်กินလေးဒါမှမဟုတ်ကြက်တွန်ဖြူလေးနဲ့ကြော်ထားတဲ့ကညွတ်ကိုညင်ရည်ရှက်ရည်စားတဲ့အချိန်မှာအရတာကိုခံစားနေရပေမဲ့နာရီအနှဲငယ်ကြာပါတဲ့အတွေးထဲကယူရစ်အက်ဆစ်တွေဟာတိတ်တဆိတ်တက်လာပါတော့တယ်။ယူရစ်ပုံဆောင်ခဲတွေကအယုအက်ဆစ်တွေမှာစုပုံလာပါတယ်။ယောဂညင်ရတဲ့အချိန်မှာနည်းနည်းစားရင်တော့တိတာမှာမဟုတ်ပေမဲ့တင်းရဲ့ယူရစ်အက်ဆစ်အဆင့်ကအန်ဒီရရှိတဲ့အဆင့်ရောက်နေသူတွေအတွက်ကတော့ဒီကညွတ်တပကံဟာတင်းကိုနာကျင်မှုငရဲခံတဲ့တွန်းပို့လိုက်မဲ့နောက်ဆုံးလက်ကြံကောက်ရုပ်တမြင်လို့ဖြစ်သွားနိုင်ပါတယ်။နံပါတ်3မိုးမျိုးစုံမိုးဟာအပင်မဟုတ်ပဲအနွယ်ဖြစ်ပြီးတော့ကြီးထွားနှုန်းအံတို့များပါတယ်။ဒါကြောင့်သူ့မှာပြူရင်းပါဝင်မှုအဆင့်1နေရာမှာရှိနေတာပါ
မိုးမှာပါတဲ့ချိုမွေးတဲ့အရာတာဟာတကယ်တော့နျူကလ িয় ထိုင်တွေစီကလာတာဖြစ်ပြီးခန္ဓာကိုယ်ထဲရောက်ရင်ယူတဲ့အဆစ်အဖြစ်ဓာတ်ရိုက်ပြောင်းလဲသွားပါတယ်တသက်လွတ်စားပေမဲ့ခေါင်းယောဂဘာလို့ဖောက်တာလဲဆိုတဲ့အဖြေကဒီမှာဖြစ်ပါလေနံပါတ်၄ပန်းကော်ဖီအပွင့်ဖြူပါပန်းကော်ဖီအစိမ်းမှာပါတဲ့ပြိုရင်းကလက်ခံရတဲ့အဆင့်မှာရှိပေမဲ့ပန်းကော်ဖီအဖြူမှာတော့ပြိုရင်းပမာဏကတိတိတတ်တာကိုများပါတယ်အထူးသဖြင့်အပွင့်ပိုင်းဟာကြီးထွားမှုဗဟိုချက်ဖြစ်လို့ပြိုရင်းတွေစုနေတာပါကြောက်ကလောက်ဆောင်ချက်အားနဲ့တူပြီးပန်းကော်ဖီကိုပုံမှန်စားမယ်ဆိုရင်ခေါင်းယောဂပြန်ဖောက်နိုင်ချေ30%အထိပိုများလာပါတယ်နံပါတ်5ဟင်းနုနယ်သူ့မှာတန်တတ်တဲ့ဗီတာမင်တွေအများကြီးပါဝင်ပေမဲ့ပြိုရင်းတဲ့အလွန်မြင့်မာတဲ့အရွက်ဖြစ်ပါလေဒါအပြင်သူ့မှာအောက်ဆလစ်အက်ဆစ်လည်းမြင့်မာတာကြောင့်ကယ်လဆီယမ်နဲ့ပေါင်းပြီးကြောက်တိတ်စေနိုင်ပါတယ်ကြောက်ကမှကြောက်ရှိရင်ယူရက်အက်ဆစ်ဆွတ်ထုတ်မှုအားနည်းသွားပြီးခေါင်းယောဂနဲ့ကြောက်ကယောဂနှစ်ခုပေါင်းကငရေကျတဲ့လိုခံစားရနိုင်ပါတယ်ဒီတော့ငါတို့ဘာဆက်လုပ်ကြမလဲအစာငတ်ခံပြီးနေရတော့မလားလို့တင်စိုးရင်နေပါလိမ့်မယ်စိတ်အေးထားပါဦးတဘောကတရားကြီးကကျွန်တော်တို့ကိုဒုက္ခပေးုံနေမှာဟုတ်ပဲကယ်တင်ရှင်တွေကိုလည်းပေးထားပါသေးတယ်ကျွန်တော်တို့အတူတူအဖြေရှာကြည့်အောင်ပထမဆုံးအနေနဲ့တစ်အစစ်အမြစ်တွေထဲကမီးတောက်တွေကိုငိမ့်သက်ပေးမယ်တခွားတီးနဲ့ကြောက်ဖျုံတီးတွေကိုမိတ်ဖွဲ့လိုက်ပါလူတို့စီမှာရေက90%ကျော်ပါဝင်နေတာကြောင့်ခန္ဓာကိုယ်ထက်ကအစစ်အတောက်တွေကိုဖယ်ရှားပေးတဲ့တဘောကဆေးစွမ်းကောင်းနေပါပဲတခွားတီးစိတ်လေးတွေကိုဝါးစားလိုက်တာပဲဖြစ်ဖြစ်ကြောက်ဖျုံတီးဟင်းချုံနှွေးလေးကိုတောက်လိုက်တာပဲဖြစ်ဖြစ်အဲ့ဒီရေဓာတ်တွေကသွေးထဲကယူတဲ့အက်ဆစ်တွေကိုစီးကနေတဲ့စင်ညင်တာစွာဆေးကြောပေးသားမှာပါ100%စိတ်ချယုံတယ်မကပဲရောင်ရမ်းနေတဲ့တန်ရာတွေကိုပါတက်တာသွားစေမဲ့ကယ်တင်ရှင်တွေပေါ့နောက်ထပ်အော်ဖို့ကောင်းတဲ့အပင်ကတော့တရုတ်နန်ကြီးပဲဖြစ်ပါတယ်သူ့ကိုတာမန်ဟင်းရွက်တစ်ခုလိုမထင်လိုက်ပါနဲ့သူ့မှာပါတယ်အထူးတဲ့တစ်မျိုးကခန္ဓာကိုယ်ထဲမှာယူတဲ့အက်ဆစ်တွေထပ်မထုတ်နိုင်အောင်ပါစီးပေးတဲ့လုံချုံကြီးအဆောင်အရှောက်တယောက်လိုအလုပ်လုပ်ပေးပါတယ်သူကပိုရှန်နေတဲ့အက်ဆစ်တွေကိုထိန်းချုပ်ပေးရုံတင်မကပဲအဆင့်မြင့်တွေကိုလည်းအကောင်းဆုံးကာကွယ်ပေးတာပါအရှိတိုင်းဆေးပညာရဲ့ရှုပ်ဝက်ချက်ဖြစ်တဲ့မုံရင်းစိမ့်နဲ့တရုတ်မုံရင်းတွေကိုလည်းမိထားလို့မရပါဘူးဒီအပြင်တွေကခန္ဓာကိုယ်ကိုနှွေးထွေးစေပြီးတွေးလည်ပတ်မှုကိုအရှင်ရစေပါတယ်တွေးတွေကောင်းကောင်းလည်းပတ်နေမှတာအဆင့်အမြင့်တွေထဲမှာပုံဆောင်ခဲတွေအနေမကျအောင်တအားစီးပြင်းနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အားလုံးထက်ပိုရေးကြီးပြီးအဖိုးတန်ဆုံးစိတ်တစ်ခွက်ကတော့တင့်တဲ့တစ်ခါမှရှိနေတဲ့ရေပါပဲရေကိုအလကားရတဲ့အရာလို့သဘောမထားပါနဲ့ဒီနေ့ကိုရေ2လီတာကနေ2လီတာခွဲအထိပြည့်အောင်တောက်ပေးပါတဲ့အစစ်တွေကြားမှာကတ်နေတဲ့အဲ့ဒီဖန်ခွဲစလို့ဆူရှနေတဲ့ပုံဆောင်ခဲတွေကိုရေစီးချောင်းလေးကတပိပိတိုက်စားပြီးခန္ဓာကိုယ်ပြင်မကိုခေါ်ဆောင်တွားပေးမှာပါကြောက်ကကိုအသက်ရှူချောင်စီပြီးအလုပ်ကောင်းကောင်းလုပ်နိုင်အောင်ကူညီပေးမဲ့အသက်ကယ်ဆေးလေးပါပဲခေါင်းယောဂနဲ့တိုက်ပွဲဝင်တာဟာတရက်2ရက်နဲ့ပြီးသားမဲ့ခရီးမဟုတ်ပဲရေရှည်ခရီးတစ်ခုပါအန်ဒီရရှိတဲ့ဟင်းရွက်တွေကိုရှောင်ပြီးအခုပြောခဲ့တဲ့ကယ်တင်ရှင်အစားအစာတွေကိုအစားထိုးစားသုံးပေးတာဟာတင်းရဲ့လှလျှောက်ခြင်းတွေကိုပြန်လည်ပေါပါစေဖို့နဲ့နာကျင်မှုကင်းတဲ့မနက်ခင်းတွေကိုပန်းဆိုင်ဖို့အတွက်ပထမဆုံးလမ်းလိုက်တဲ့အောင်မြင်တဲ့ခြေလှမ်းတိုင်းဖြစ်လာပါလိမ့်မယ်ဘ ഹു တုဒဆိုတာအင်အားဖြစ်ပေမဲ့လက်တွေ့လှုပ်ဆောင်မှဒါရလထွက်မှာပါဒီဗီဒီယိုကို share ပေးခြင်းအဖြစ်ဒီတစ်စိတ်ဝေဒနာခံစားရတဲ့တခြားလူတွေကိုကူညီပေးနိုင်ပါတယ်ပြီးတော့ကျမရေးဗီဒီယိုလေးတွေကိုစစ်စစ်မပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်းတက် subscribe လုပ်ပြီးကျွန်တော်ဗီဒီယိုတွေပြင်သန်းသိရှိနိုင်အောင်ဘေးကလူတွေပဲခေါင်းလောင်းလေးကိုလည်းနှိပ်ခဲပေးကြပါဦးခင်ဗျာအားလုံးပဲကျမ်းမာကြံ့ခိုင်ပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံကြမယ်ခင်ဗျာ